တီးရွက်မစားနဲ့တတမီမီလေးတွေတော့အရန်ကြိတ်တဲ့အစားအစာတစ်ခုကိုကျွန်တော်ဒီနေ့ကြော်ပြပါမယ်ခင်ဗျတကယ်လို့အိမ်မှာတတမီမီလေးရှိရင်ဒီလိုကြက်သားလုံးကြော်လေးကိုကြော်စားကြည့်ပါခင်ဗျကလေးတွေအရန်ကိုကြိုက်ပါတယ်နော်အသားလုံးမှာကျွန်တော်ကဘာတွေထည့်လဲဆိုရင်တော့မုံလာဦးအဖြူရယ်မုံလာဦးအနီဒါမှမဟုတ်တချို့အဖို့ခါကျဲဦးပေါ့နော်အဲ့ဒါရယ်ကြက်သားနှုတ်ဆင်းထားရယ်ကြက်သွန်မေရယ်ထည့်ပါတယ်ခင်ဗျပြီးရင်ကျွန်တော်ကမွေးကုံမို့အနေငယ်ကိုထည့်ပါတယ်ဒီနေရာမှာပွားကျင်နေဆိုရင်တော့ဂျုံမို့ကိုထည့်လို့ရပါတယ်ခင်ဗျအရသာအတွက်ကတော့စားရယ်တကြားရယ်ပဲငယ်များကြီးအကျဉ်းအနေငယ်ကိုထည့်ပါတယ်အရသာတွေအကုန်ထည့်ပြီးရင်တော့ကျွန်တော်တို့နေထားလိုက်ပါမယ်အခုစပြီးတော့ကြော်ရမယ်စီများများထဲမှာထည့်ကြော်ပါမယ်ခင်ဗျတကယ်လို့စီကြော်ကိုရှောင်တဲ့လူတွေအနေနဲ့ဆိုရင်တော့ဒါလေးတွေကိုပေါင်းပြီးတော့စားလို့ရပါတယ်ပေါင်းမယ်ဆိုရင်တော့အနည်းဆုံးမိနစ်20ကနေနိုင်ဝက်လောက်ထိတော့ပေါင်းပြီးရပါမယ်ခင်ဗျအခုမုံလာအိုးကြက်သားလုံးကြော်လေးရပါပြီအယောင်ကတော့ကျွန်တော်တို့တကြားတို့ပဲငယ်များကြီးတို့ပါတဲ့အတွက်ပေါ့နော်နည်းနည်းမဲသွားပါတယ်ခင်ဗျဒါပေမဲ့စားလို့ကအရန်ကိုကောင်းပါတယ်ခင်ဗျကျွန်တော်အိမ်ကကျွန်တော်တူတွေကတော့အရန်ကိုကြိုက်ပါတယ်ကျွန်တော်တူဆိုစကားတက်တဲ့တော့ပေါ့နော်စားကျင်တာတော့မစောင့်နိုင်တော့ဘူးဆိုလာပဲပြောတယ်ခင်ဗျအဲ့လောက်ထိကိုသူတို့ကြိုက်တယ်ခင်ဗျကလေးတွေရဲ့ဘာသာဘာဝအရာတော့ပေါ့နော်အသီးရွက်ကိုလုံးဝကိုမကြိုက်တဲ့ကလေးကများပါတယ်ကျွန်တော်တို့ငငယ်ရဆိုလဲအသီးရွက်ကျွင်းလုံးဝကိုမစားခြင်းဘူးပေါ့နော်ဒီနီးလေးကတော့အသီးရွက်မစားတဲ့တတမီမီလေးတွေအတွက်လိုက်ပြီးတော့ချက်စားကြည့်ပါနော်မုံလာဦးအနီတို့ဖြူလို့ဆိုတာလဲဗီတာမင်ဓာတ်တွေအများကြီးပါတဲ့အတွက်ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်ခင်ဗျတကယ်လို့စီကြောကိုရှောင်ခြင်းနဲ့ဆိုရင်တော့ပေါင်းပြီးစားလို့ရပါတယ်ခင်ဗျလူကြီးတွေလည်းကြိုက်တယ်ကလေးတွေလည်းကြိုက်တယ်ဒီကြားထဲမှာကျွန်တော်တော့မှမနေကိုလူစားနေရပါတယ်ခင်ဗျာအင်ချန်နီလေးတွေကိုစိတ်ဝင်စားရင်ကျွန်တော်အကောင့်လေးကို follow ပေးပါအောင်เนาะ post လေးတွေကိုလည်း repost လုပ်ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ